Ice နဲ့ Burlington တင်တိထားတင်ဒီများဤဗီဒီယိုတွင် Burlington မြို့တော်ဝန် Mayor သည်မြို့အတွင်း ICE လှုပ်ရှားမှုများဖြစ်ပေါ်လာနိုင်သည့်အခါမည်သို့ကြိုတင်ပြင်ဆင်နေသည်ကိုရှင်းပြထားပါသည်ထို့အပြင်သင်မိသားစုသူငယ်ချင်းများနှင့်သင့်အသိုင်းအဝိုင်းတို့လုံခြုံစွာနေထိုင်ရန်ကူညီပေးမည့်အချက်အလက်များကိုလည်းမျှဝေပေးထားပါသည်မြို့တော်ဝန် Mayor သည်အုပ်ချုပ်ရေးအမိန့် Executive Order လို့ခေါ်တဲ့အစီအစဉ်တစ်ခုကိုပြုလုပ်ထားပြီး Burlington မြို့သို့ ICE ရောက်လာသောအခါမြို့တော်ဝန်ရုံးနှင့်မြို့တော်ဝန်ထမ်းများမည်သို့ကြိုတင်ပြင်ဆင်ရမည်ကိုလမ်းညွှန်ထားပါသည်ဤအုပ်ချုပ်ရေးအမိန့် Executive Order သည်မြို့တော်သည်လူဝင်မှုအခြေအနေမည်သို့ပင်ဖြစ်ပါစေအတိုင်းဝိုင်းစီလူတိုင်း၏လုံခြုံရေးလူဂုဏ်သိက္ခာနှင့်အခွင့်အရေးများကိုကာကွယ်ပေးမည်ဟုဖော်ပြထားပါသည်အကယ်၍အကူအညီလိုအပ်ပါကသို့မဟုတ်ပြစ်မှုတစ်ခုကိုတိုင်ကြားလိုပါက911သို့မဟုတ် Burlington ရဲတပ်ဖွဲ့သို့ဖုန်းခေါ်ဆိုပါကသင်၏လူဝင်မှုကြီးကြပ်ရေးအခြေအနေအကြောင်းမေးမြန်းမည်မဟုတ်ကြောင်းသတိရပါBurlington မြို့သည်ဒေသခံနေထိုင်သူများကိုဘေးကင်းလုံခြုံစေရန်မီတာဌာနနှင့်ရဲဌာနများအဆင့်သင့်ဖြစ်နေကြောင်းသေချာစေပါသည်ထို့အပြင်ကျွန်ုပ်တို့သည်အတိုင်းဝိုင်းအဖွဲ့ဝင်များနှင့်ကျောင်းများထံသို့အချက်အလက်များကိုမျှဝေရန်နည်းလမ်းများကိုလည်းဖန်တီးနေပါသည် ICE လှုပ်ရှားမှုများကြောင့်ထိခိုက်နိုင်သောလူများကိုကူညီရန်အရင်းမြစ်များရှိနေကြောင်းကိုလည်းမြို့တော်ကသေချာစေပါသည် Burlington မြို့အစိုးရ၏အရင်းမြစ်များနှင့်ဝန်ထမ်းများသည်ဥပဒေအရအရပ်ဘက် Federal လူဝင်မှုကြီးကြပ်ရေးအရေးယူဆောင်ရွက်ရေး Civil Immigration Enforcement လုပ်ငန်းများကိုကူညီပေး၍မရပါBurlington ရဲဌာနသည် Burlington မြို့အတွက်အလုပ်ဆောင်သောဌာနဖြစ်ပြီး၎င်းတို့၏အဓိကတာဝန်မှာအတိုင်းဝိုင်းကိုဘေးကင်းလုံခြုံစွာရှိစေရန်ဖြစ်ပါသည် Burlington ရဲတပ်ဖွဲ့သည် Vermont ပြည်နယ်၏စည်းမျဉ်းများအပေါ်အခြေခံ၍အရပ်ဘက် Federal လူဝင်မှုကြီးကြပ်ရေးအရေးယူဆောင်ရွက်ရေး Civil Immigration Enforcement တွင်ကူညီမည်မဟုတ်ပါသို့တော်လည်းအရေးကြီးသည့်အချက်တစ်ခုမှာရဲဌာနသည်လူဝင်မှုကြီးကြပ်ရေးအရာရှိများကိုမကူညီတော့လဲ၎င်းတို့၏လှုပ်ဆောင်နေသည့်လုပ်ငန်းများကိုတားဆီးနိုင်မည်မဟုတ်ပါအကယ်၍Burlington မြို့တွင် ICE လှုပ်ရှားမှုများရှိပါကကျွန်ုပ်တို့ရဲ့ရဲများသည်အခင်းဖြစ်ပွားရာနေရာသို့ရောက်သွားပါလိမ့်မယ်ဒါပေမဲ့ ICE အရာရှိများ၏လှုပ်ဆောင်မှုများကိုတားဆီး၍မရပါကျွန်ုပ်တို့ရဲ့ရဲများသည်ဖြစ်ပျက်ခဲ့တာတွေကိုမှတ်တမ်းတင်ခြင်းသို့မဟုတ်ရိုက်ကူးမှတ်တမ်းထားခြင်းပြုလုပ်နိုင်ပါသည်အကယ်၍လိုအပ်ပါကဆေးဘက်ဆိုင်ရာအကူအညီပေးဖို့ကျွန်ုပ်တို့ရဲ့မီတာဌာနနှင့်ပူးပေါင်းဆောင်ရွက်နိုင်ပါသည်ပြီးတော့မြို့တော်ဝန် Mayor နှင့်ပြည်နယ်စစ်နေ State Attorney ထံသို့တရားမဝင်လုပ်ရက်တွေကိုသတင်းပို့ခြင်းတို့ကိုလည်းလှုံ့ဆော်နိုင်ပါသည်အမေရိကန်ပြည်ထောင်စုတွင်လူတစ်ဦးချင်းစီသည်အစိုးရကိုငြိမ်းချမ်းစွာဆန္ဒပြရန်အခွင့်အရေးရှိပါသည်ထို့အပြင်အများပြည်သူသုံးနေရာများတွင်လုံခြုံသောအကွာအဝေးမှဥပဒေစိုးမိုးရေးအရာရှိများကိုမိုဘိုင်းဖုန်းကင်မရာများဖြင့်မှတ်တမ်းတင်ရိုက်ကူးရန်အခွင့်အရေးလည်းရှိပါသည် Burlington မြို့တွင်နေထိုင်သူများသည်ဤအခွင့်အရေးများကိုအသုံးပြုပါကရဲအရာရှိများသို့မဟုတ် ICE အရာရှိများသည်မိမိတို့၏တာဝန်များကိုဆောင်ရွက်နေချိန်တွင်ကိုယ်ထိလက်ရောက်မနှောင့်ယှက်၍ရဲတပ်ဖွဲ့ကထိုအခွင့်အရေးများကိုလေးစားလိုက်နာမည်ဖြစ်သည်ဟုမျှော်လင့်နိုင်ပါသည်တစ်ဦးတစ်ယောက်သည် Burlington ရဲတပ်ဖွဲ့ဝင်လားသို့မဟုတ် ICE အရာရှိလားဆိုသည်ကိုခွဲခြားသိနိုင်သည့်နည်းလမ်းများရှိပါသည်Burlington ရဲတပ်ဖွဲ့ဝင်များသည် Burlington Police ဟုရေးထားသောယူနီဖောင်းကိုအမြဲဝတ်ဆင်ထားကြပါသည်
ICE အရာရှိများသည်မကြာခဏမျက်နှာဖုံးများဝတ်ဆင်လေးရှိပြီးယူနီဖောင်းကိုအမြဲတမ်းဝတ်ဆင်လေးမရှိတော့လဲတခါတရံတွင်၎င်းတို့တွင်ရဲ police ဟုရေးထားသောအဝတ်အစားများကိုဝတ်ဆင်ထားနိုင်ပါသည်တင်ဒီဘာလင်တန်ရဲအရာရှိတဦးအားသူ၏အမည်နှင့် badge number ကိုမေးမြန်းနိုင်ပါသည်မေးမြန်းသောအတိုင်းဝိုင်းဝင်မည်သူမဆိုကိုထိုအချက်အလက်များကိုပေးရန်၎င်းတို့တွင်တာဝန်ရှိပါသည်ဘာလင်တန်မြို့သည် ICE အကြောင်းနှင့်ပတ်သက်၍လူများကိုဘလို့သတင်းအချက်အလက်များပေးနေသည်ကိုပိုမိုသိရှိလိုပါကနောက်ထပ်အချက်အလက်များအတွက်ဤ website ကိုဝင်ရောက်ကြည့်ရှုနိုင်ပါသည်သို့သော်၎င်းကိုအင်္ဂလိပ်ဘာသာဖြင့်သာရရှိနိုင်ပါသည်နောက်ထပ်အချက်အလက်များအတွက်ဤဗီဒီယို၏မှတ်ချက်ကဏ္ဍသို့ကျေးဇူးပြု၍ဝင်ရောက်ကြည့်ရှုပါဤသတင်းစကားကိုအတိုင်းဝိုင်းအဖွဲ့ဝင်များ၎င်းတို့၏အခွင့်အရေးများကိုနားလည်စေရန်နှင့်မည်သို့သောအခြေအနေများကိုမျှော်လင့်ရမည်ကိုသိရှိရန်မျှဝေထားခြင်းဖြစ်ပါသည်ဘာလင်တန်သည်၎င်း၏နေထိုင်သူများ၏ဘေးကင်းလုံခြုံရေးလူဂုဏ်သိက္ခာနှင့်ကောင်းမွန်သောဘဝနေထိုင်မှု well-being ကိုအလေးထားသောအတိုင်းဝိုင်းတစ်ခုဖြစ်ပါသည်